အခုခေတ်အရှုံးမိန်းလေးတွေကအိမ်တော်မပြုတ်ကျင်ဘူးလို့ထင်တာအမှန်တကယ်အဲ့လိုမဟုတ်ဘူးသူတို့ဘဝရဲ့အရေးကြီးဆုံးအချိန်မှာအမားတွေကိုမပြုတ်လို့ရှင်လို့အမားတွေကိုမထိတွေ့ကျင်လို့ပဲကျွန်တော်ဒီနေရာမှာအိမ်တော်ပြုတ်တော့ကိုမှားရလို့ဆိုလိုတာမဟုတ်ဘူးဒါပေမဲ့ကိုယ့်ဘဝတစ်ခုလုံးကိုမှားယွင်းတဲ့သူတစ်ယောက်တာဝန်ယူမှုနေတဲ့ယောက်ျားတစ်ယောက်လက်ထက်ကိုထည့်ပေးလိုက်မိရတကယ်အမှားပဲမိန်းကလေးတွေက romantic ဆန်ဆန် love story ကိုကြည့်ပြီးတော့အိမ်တော်တစ်ခုကိုမမောနေမယ်လို့ထင်တာမိန်းကလေးတွေကအိမ်တော်တစ်ခုနဲ့ပတ်သက်ရင်ယောက်ျားလေးတွေထက်တကယ် reality ကိုမြင်တယ်အိမ်တော်တစ်ခုမှာကြုံတွေ့ရမယ်တကယ်အမှန်တရားတွေကိုမြင်တယ်ဒါကြောင့်အမျိုးသမီးတွေကအိမ်တော်တစ်ခုနဲ့ပတ်သက်ရင်ပိုပြီးစဉ်းစားလာကြတာပိုပြီးအချိန်ပေးလာကြတာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင် social media ကိုကြည့်လိုက်အိမ်တော်ကြီးဖောက်ပြန်မှုတွေအများများလာတယ်ပြဿနာလေးတစ်ခုဖြစ်လိုက်တာနဲ့အိမ်တော်ကြီးကနေနောက်ဆုတ်သွားတဲ့သူတွေအများများလာတယ်ကျွန်တော်တို့ရဲ့ဘေးပတ်ဝန်းကျင်မှာဒီຢာတွေကိုအမျိုးသမီးတွေကသူတို့ရဲ့ဘေးမှာအများနဲ့မြင်တွေ့နေရတာအများနဲ့ကြုံတွေ့နေရတာဒါကြောင့်ပို့ပြီးအချိန်ပေးလာကြတာဒီနေရာမှာယောက်ျားလေးတွေတခုပြောမယ်ရှစ်တယ်ဆိုတာလူတိုင်းပြောတတ်တယ်တာဝန်ယူဖို့ခက်တယ်အိမ်တော်တစ်ခုမှာရှင်းမြတ်တာနဲ့အိမ်တော်တစ်ခုကိုပြည့်စုံသွားစေတာမဟုတ်ဘူးပို့ပြီးတော့ကောင်းမွန်သွားစေတာမဟုတ်ဘူးအိမ်တော်မှာတာဝန်ယူမှုတွေနဲ့ပို့ပြီးတော့ပြည့်စုံအောင်လုပ်ရတာပို့ပြီးတော့မိသားစုအဆင်ပြေလာအောင်လုပ်ရတာကိုကအမျိုးသမီးတယောက်ကိုရှစ်လို့လက်ထပ်တယ်ဆိုတာထက်ကိုကအမျိုးသမီးတယောက်ကိုတကယ်လဲရှစ်မြတ်နိုးပြီးတော့တာဝန်ယူနိုင်လို့လက်ထပ်တယ်ဆိုတာမျိုးဖြစ်စေချင်တယ်ကျွန်တော်တို့ရဲ့အဖေမေခေကျွန်တော်တို့ရဲ့အဖိုးဖွားခေတုန်းကဆိုလို့ရှိရင်လူတအုပ်နဲ့တအုပ်အိမ်အောင်ကြတယ်ပဲထောင်းရှစ်လို့အိမ်အောင်ကြတယ်တာဝန်ယူမှုတွေရှိတယ်အိမ်အောင်တစ်ခုပို့ပြီးတော့ကောင်းမွန်လာဖို့အတွက်တာသမီးအနေနဲ့သူတို့တွေအတန်းပညာမတက်ခဲ့ရင်တော့မှတာသမီးတွေပို့ပြီးတော့အတန်းပညာတွေတက်အောင်ဆိုတော့ရည်ရွယ်ချက်တွေရှိတယ်မျှော်လင့်ချက်တွေရှိတယ်သူတို့မှာဒါပေမဲ့အခုခေတ်မှာအိမ်အောင်တစ်ခုကြတယ်ဆိုပါစို့အိမ်အောင်အတွင်းမှာငွေကြေးပြဿနာပဲဖြစ်ဖြစ်ကြက်တဲလာလိုက်တာနဲ့အိမ်အောင်တစ်ခုကနေရုံထွက်ရှင်လာတဲ့စိတ်တွေတခြားသူတယောက်နဲ့ဖောက်ပြန်နေလာတဲ့စိတ်တွေချက်ချင်းဖြစ်လာပြီးတော့ဒီအိမ်အောင်ကနေတန်းပြီးဆွန့်ခွာသွားခြင်းတဲ့သူတွေပုံများလာတယ်အမှန်တိုင်းပြောရရင်ပျော့ညံ့တဲ့ယောက်ျားတွေပုံများလာတယ်ဒီလိုခက်ခဲရရင်ထွက်ပြေးခြင်းတဲ့ယောက်ျားတွေတာဝန်မဲနဲ့ထွက်ပြေးခြင်းတဲ့ယောက်ျားတွေပုံများလာတယ်ဒီအိမ်တော်ကတော့ပြတ်သွားလဲဘာမှဖြစ်ပါဘူးကွာဒီလောက်ခက်ခဲနေတာပဲစိတ်ပိုင်းဆိုင်ရာခံစားချက်အရာလဲပျော်ရွှင်မှုနည်းလာပြီးတော့လောလောကူပဲဒီຢာဘောကနေစွန့်ခွာသွားတယ်ဒါကဘာလဲဆိုလို့ရှင်တာဝန်ယူခြင်းတဲ့ယောက်ျားတွေနည်းလာတယ်ပျော့ညံ့တဲ့ယောက်ျားတွေပို့ပြီးတော့များလာတယ်ဒီလိုယောက်ျားတွေကိုအမျိုးသမီးတွေကပို့ပြီးမြင်လာရတော့သူတို့ဘဝအတွက်အိမ်တော်ရင်းနဲ့ပတ်သက်ရင်ပို့ပြီးတော့အရှိန်လာကြတယ်ပို့ပြီးတော့စဉ်းစားလာကြတယ်ဒီနေရာမှာယောက်ျားလေးတွေအနေနဲ့အိမ်တော်ပြုတော်မယ်ဆိုလို့ရှိရင်ကိုကိုတိဆောက်ထားရမယ့်အရာကိုပြုတ်ပြင်ထားရမယ့်အရာတွေရှိတယ်နံပါတ်1 responsibility တာဝန်ယူမှုဒီအရာကယောက်ျားလေးတွေအတွက်အသိကိုရည်ကြီးတယ်ကျွန်တော်ဘာကြောင့်ဒီလိုပြောရလဲဆိုလို့ရှိရင်ယောက်ျားလေးတွေအနေနဲ့ကိုမိသားစုနဲ့ပတ်သက်ပြီးရောပဲဖြစ်ကိုရဲ့အမျိုးသမီးနဲ့ပတ်သက်ပြီးရောပဲဖြစ်ပုံမကောင်းမွန်တဲ့ဘဝတစ်ခုဖြစ်လာစေဖို့အတွက်ယောက်ျားတစ်ယောက်မှာတာဝန်ရှိတယ်ပုံမကောင်းမွန်လာအောင်ဖြစ်ရှင်လာတဲ့စိတ်ကလည်းယောက်ျားတစ်ယောက်မှာရှိကိုရှိနေတယ်ဘာကြောင့်လဲဆိုခင်ဗျာယောက်ျားတစ်ယောက်ဖြစ်နေလို့အမျိုးသမီးတစ်ယောက်ကသူ့ဘဝကိုခင်ဗျားလက်ထဲထည့်တယ်ဆိုတဲ့ကခင်ဗျားနဲ့အတူရှိခြင်းတယ်ဆိုတဲ့စိတ်ရှိတယ်ခင်ဗျားနဲ့ပိုကောင်းလာခြင်းတယ်ဆိုတဲ့စိတ်ရှိတယ်ဘဝတစ်ခုမှာဒါကြောင့်ခင်ဗျားကိုယုံကြည်အားကိုးပြီးတော့လက်ထက်တာလေဒါကိုခင်ဗျားတာဝန်ယူမှုမရှိဘူးဆိုရင်အမျိုးသမီးတစ်ယောက်ကတာဝန်ယူမှုမရှိတဲ့ယောက်ျားတစ်ယောက်နဲ့အတူတူဖြတ်သန်းနေထိုင်နေရတာတက်စားလို့ရှိရင်အမျိုးသမီးတစ်ယောက်ကသူ့ဘဝလေးနဲ့သူတစ်ယောက်တည်းဖြတ်သန်းနေရတာကသူ့အတွက်ပို့ပြီးအပူပင်နေတယ်သူ့အတွက်ဘဝမှာတန်ဖိုးရှိတဲ့အရာတွေကိုပို့ပြီးတော့ဆုတ်ကင်နိုင်တယ်ဘယ်သူပဲဖြစ်ဖြစ်ဗျာဘဝမှာတာဝန်ယူခြင်းစိတ်မရှိတဲ့သူတစ်ယောက်နဲ့တော့အချိန်ကြာရေးဘယ်သူမှမရှိချင်အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်နံပါတ်1 emotional maturity စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုစိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုဒီအရာကယောက်ျားလေးတစ်ယောက်အတွက်အရန်ကိုအရေးကြီးတယ်
ကျွန်တော်ဘာကြောင့်ဒီလိုပြောရလဲဆိုလို့ရှိရင်တချို့ယောက်ျားတွေကရည်စားဘဝမှာသူတို့ရဲ့ကောင်မလေးကိုပြဿနာလေးတစ်ခုဖြစ်တာနဲ့စူမယ်ကောင်းမယ်အော်မယ်ပြောမယ်လူကြားရဲလည်းမရှောင်အခြားသူတွေရှိမှကိုယ်တငယ်ချင်းတွေရှိမှသူ့တငယ်ချင်းတွေရှိမှလည်းမရှောင်ပြဿနာတစ်ခုဖြစ်တာနဲ့စူတယ်ငေါက်တယ်အော်တယ်ပြောတယ်သူကအင်အားကြီးကြောင်းကောင်မလေးတဲ့သူ့ကောင်မလေးတယောက်ကိုထိန်းချုပ်ထားနိုင်ကြောင်းကောင်မလေးတယောက်ကိုနိုင်ကြောင်းပြချင်တာတကယ်တော့ဒီအရာကြီးကဂုံရမယ့်အရာမဟုတ်ဘူးဒီအရာကြီးရှက်ရမယ့်အရာဘာကြောင့်လဲဆိုလို့ရှိရင်ယောက်ျားလေးတယောက်ကကိုယ့်ရဲ့အမျိုးသမီးတယောက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရှစ်သူဘဝကိုယ့်ရဲ့ကောင်မလေးတယောက်အနေပဲဖြစ်ဖြစ်ထိန်းချုပ်တင်တာကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်နဲ့ပဲအဓိကထိန်းချုပ်ထားနိုင်တယ်ဒါယောက်ျားတယောက်ရဲ့စွမ်းအားဒါယောက်ျားတယောက်ရဲ့ယုံကြည်မှုဒါယောက်ျားတယောက်ရဲ့လုံနိုင်စွမ်းပဲဒီအရာအသိကိုအရေးကြီးတယ်ဒါကြောင့်ယောက်ျားလေးတယောက်အနေနဲ့အိမ်တော်မပြုတ်ခင်မှာစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုစိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုဒီအရာတွေကအရေးအကြီးဆုံးအနေနဲ့ရှိကိုရှိနေတယ်ပြုကိုပြုပြင်တင်တယ် stability တည်ငြိမ်မှုဆိုတဲ့နေရာမှာကိုယ့်ကိုယ်ကိုရင်းချက်တည်ငြိမ်မှုပဲပြောတာမဟုတ်ဘူးအိမ်တော်တစ်ခုပြောရမယ်ဆိုလို့ရှိရင်ငွေကြေးအဖြစ်တည်ငြိမ်မှုလည်းလိုတယ်ဥပမာခမည်းကောက်မလေးကိုလက်ထပ်မယ်လက်ထပ်ပြီးခမည်းရဲ့အိမ်ကိုခေါ်သွားမှာလားအမှန်တကယ်ပြောမယ်ဆိုလို့ရှိရင်ခမည်းရဲ့ကောက်မလေးကခမည်းနဲ့အတူရှိခြင်းလို့လက်ထပ်တာလေခမည်းရဲ့အိမ်နဲ့အတူရှိခြင်းလို့မဟုတ်တာဒီနေရာမှာခမည်းရဲ့အမျိုးသမီးနဲ့ခမည်းရဲ့အိမ်ကိုကျွန်တော်ကတွေးခွဲတာမဟုတ်ဘူးเนาะခမည်းအမျိုးသမီးရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုခမည်းကပဲတကယ်နားလည်ပေးနိုင်ပါလေခမည်းရဲ့အိမ်ကနားလည်ပေးနိုင်မှာမဟုတ်ဘူးဒါကြောင့်ခမည်းအနေနဲ့အိမ်တော်တစ်ခုပြုလုပ်မယ်ဆိုလို့ရှိရင်ငွေကြေးအဖြစ်တည်ငြိမ်မှုကလည်းလိုတယ်ကျွန်တော်တို့စကားပုံတစ်ခုရှိတယ်အိမ်ငယ်ဆောက်ရှင်ရင်အိမ်ကြီးဆွန့်လို့ရမယ်တဲ့ဒီလိုပဲလေမိသားစုတစ်ခုကျွန်တော်တို့ကသူ့နဲ့တူထူထောင်တော့မှာမလားကျွန်တော်တို့ရဲ့အဖေအမေရှိရဲ့မိသားစုတစ်ခုကိုတော့ဆွန့်လို့ရမှာပဲလေဒါတဘာဝတရားလည်းဖြစ်တယ်လို့ဒါပုံမကောင်းမွန်တဲ့စနစ်တစ်ခုလည်းဖြစ်တယ်ကျွန်တော်ကအခုလိုပြောလို့ဒီမိသားစုရမခုံမပြောနဲ့နေရမယ်လို့ပြောတာမဟုတ်ဘူးဒါဖြစ်အိမ်အောင်တဲ့ဘဝမှာဖြစ်တဲ့အကြောင်းအရာတစ်ခုဖြစ်လာဖို့အတွက်ပြောတာဒါနဲ့အိမ်အောင်ရေးမှာပို့ပြီးကောင်းမွန်လာဖို့နှစ်ယောက်ရေရှည်တည်မြဲလာနိုင်ဖို့အတွက်အကြောင်းအရာတွေကိုပြောတာဒါကြောင့်ခမည်းအနေနဲ့အိမ်တော်တစ်ခုပြုလုပ်မယ်ဆိုလို့ရှိရင်ငွေကြေးအဖြစ်တည်ငြိမ်မှုလိုတယ်ခမည်းအလောက်ကန်အဖြစ်တည်ငြိမ်ဖို့လိုတယ်ခမည်းဝင်ငွေလမ်းကြောင်းအဖြစ်လည်းတည်ငြိမ်ဖို့လိုတယ်ဒါကြောင့်ဒီလိုအကြောင်းအရာတွေကိုလည်းအိမ်တော်မပြုတ်ခင်အချိန်မှာကိုတိဆောက်ထားဖို့လိုတယ်ကိုပြုပြင်ထားဖို့လိုတယ်ကိုတတိထားဖို့လိုတယ်ကိုဟာငွေကြေးအဖြစ်တည်ငြိမ်မှုရှိရလားကိုရဲ့အမျိုးသမီးပေါ်မှာကိုရဲ့အနာဂတ်မိသားစုပေါ်မှာကိုလိုချင်တဲ့မိသားစုတစ်ခုတိဆောက်ဖို့အတွက်ကိုဟာငွေကြေးအဖြစ်လုံလောက်ရလားကိုရဲ့စူးစမ်းမှုတွေကတကယ်လုံလောက်နေရလားကိုပြန်သုံးသပ်ဖို့လိုတယ်ကိုတန်ဖိုးထားဖို့လိုတယ်ဒါကြောင့်တချို့မိန်းကလေးတွေကအိမ်တော်မပြုတ်ချင်ဘူးဆိုတာထက်သူတို့ဘဝကိုသူတို့ပို့ပြီးတန်ဖိုးထားလာတာလို့မြင်တယ်သူတို့ဘဝကိုပို့ပြီးတော့အမှားမခံချင်တာဒါကြောင့်အချိန်ယူပြီးတော့ပို့ပြီးစဉ်းစားလာကြတယ်ကျွန်တော်ယောက်ျားလေးတွေဘက်ကလည်းကျွန်တော်တို့ပြင်ဆင်ရမှာတွေအချက်တွေရှိတယ်ကျွန်တော်အစောပြောခဲ့သလိုပဲ responsibility တာဝန်ယူမှု emotional maturity စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှု stability ငွေကြေးအဖြစ်တည်ငြိမ်မှုဒီအရာတွေကိုဂရုစိုက်ကြိုးစားမယ်ဆိုလို့ရှိရင်မိန်းကလေးတွေအနေနဲ့ကိုယ်နဲ့ဘဝတစ်ခုထူထောင်ဖို့စိတ်ဆန္ဒယုံကြည်မှုတွေပို့ပြီးတော့တိုးလာမှာပဲကြည့်ရှုရပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့သုံးသက်ပြောပြခဲ့တဲ့အကြောင်းအရာကအမျိုးသမီးတွေအိမ်တော်နဲ့ပတ်သက်ပြီးပို့ပြီးတမိုးထားလာတာတွေပို့ပြီးတော့အချိန်ပေးလာတာတွေကျွန်တော်တို့ယောက်ျားလေးအနေနဲ့ပြုပြင်ပြောင်းလဲဖို့လိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့အမြင်တကယ် reality နဲ့ပေါင်းစပ်ပြီးတော့သုံးသက်ပြောပြခဲ့တာပဲဖြစ်ပါတယ်
ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့နိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပြီးတော့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်